ဒီအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်ပြောတာတော့မဆုံးသေးဘူးမနေ့ပိုင်းမှာပဲနက်ခတ်ကြီးကထွက်သွားတယ်ဗျာနော်ကျွန်တော်ပြောတယ်အရင်ဘက်ကတော့ကျွန်တော်သေချာအောင်လေးညီကို9ချိန်ဆင်းခဲ့ပါတယ်ဆိုတဲ့ဟာလေးကိုဒါကျွန်တော်မိတ်ဆွေတွေဒါဟိုမေ့နေမှာဆိုလို့ကျွန်တော်သေချာသတိပေးပြီးတော့တနင်္လာနေ့က9-3ညအင်္ဂါနေ့က2-1ဗုဒ္ဓဟူးနေ့က6ခွန်ကြာသပတေးနေ့က4-3တောက်ကြနေ့က6-5အဲ့လိုမျိုးညီကိုတွေဒါ9ချိန်စက်တိုက်နေ့တိုင်းဆင်းခဲ့တဲ့အတွက်ဒီတစ်ပတ်တော့နက်ခတ်သတိထားမွေးထိုးခြင်းလို့ရှိရင်တော့နက်ခတ်9ခွက်ကိုမွေးထိုးလိုက်ပါဆိုပြီးတော့ကျွန်တော်သေချာပြောခဲ့တယ်ကျွန်တော်လည်းပြောပြီးတော့ကျွန်တော်လည်းမထိုးပြပါဘူးကျွန်တော်လည်းဒီ4နှစ်တစ်ခွက်ပဲနက်ခတ်ပါတယ်ဗောနော်ကျွန်တော်တို့နက်ခတ်တွေကထွက်သွားတယ်ဒါပေမဲ့ကျွန်တော်ဒီကတော့ဒါဒီတစ်ပတ်ကတော့ဒါပွင့်နေပြောလို့ရှိရင်တော့အင်္ဂါမကျော်ပတ်တီတော့မရဘူးဗျတနင်္လာနေ့ပိတ်ထားတဲ့အတွက်ကျွန်တော်တို့ဟူးမကျော်ပတ်တီရဲ့စားတို့ပတ်တီရဲ့အိတ်ပတ်တီနှလုံးပဲရှိတယ်အခုတော်တော်စေတော့ဒါကျွန်တော်တို့ဟူးမကျော်ပတ်တီတစ်ကsorry 3ရက်တွင်စားတို့ပတ်တီတစ်ကတော့ဆင်းသွားပြီဟူးမကျော်ပတ်တီတစ်လုံးပဲကျန်တော့တယ်မိတ်ဆွေများအနေနဲ့ဒါပတ်တီနဲ့မွေးခွက်ကကျွန်တော်ကဗုဒ္ဓဟူးနေ့ညနေလောက်ကတော့ဒီတစ်ပတ်ကဒါအဲ့လောက်စောဆင်းမယ်လို့ထင်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့ဗုဒ္ဓဟူးနေ့ညနေလောက်အထိဒါမွေးခွက်ကဒီတစ်ပတ်က4ခွက်ပဲရှိတယ်မွေးခွက်4ခွက်ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟူးမကျော်ပတ်တီပဲဖြစ်ဖြစ်လိုက်ထုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒါ0939593656ရဲ့ Viber Telegram မှာလာယူပေးပါဗျာနော်ဒီတစ်ပတ်ကတော့အခုကျွန်တော်တို့8-1ဆင်ထားတဲ့အတွက်ကျွန်တော်တို့က3ညတစ်လုံးဟူးမကျော်ဆင်ဖို့ရှိပါသေးတယ်ဗျာနော်တကယ်လို့ကိုကပတ်တီဟိုယူမှုတိတ်စစ်မပြေဘူးဆိုလို့ရှိရင်တော့3ညတစ်လုံးကိုမွေးထိုးတာပါဒီတစ်ပတ်ကတော့3ညတစ်လုံးမပြောက်ပါဘူးဗျာနော်ညနေကတော့ကျွန်တော်တို့8-1ဆင်ထားတဲ့အတွက်8316ကမတိမပေါက်ကြီးဖြစ်သွားပြီကျွန်တော်ကတော့ဒီ8316ကိုအခြေခံပြီးတော့ဒါအကွက်လည်းနည်းနည်းနဲပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အပူး2ကွက်ပါတဲ့အတွက်ဒါမိတ်ဆွေများအနေနဲ့ဒီအကွက်နည်းနည်းလေးနဲ့ပဲဒါကစားလို့ရပါတယ်ဗျာနော်ကျွန်တော်က8316ဒါ8-1ဆင်ထားတဲ့အတွက်ဒီ8316ကိုမှကျွန်တော်တို့က1နှစ် break ဖြစ်အောင်ပဲယူပြီးတော့ကစားရပါတယ်ဘာလို့ဆိုတော့ကို break ပြီးတိုင်းမှာဒါ1နှစ် break ကအမြဲတမ်းလို့ဆင်းတက်တဲ့အတွက်ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီ1နှစ် break လေးကိုတော့အဓိကဦးစားပေးပြီးတော့ရွေထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီ1နှစ် break က2ရက်အတွင်းဆင်းဖို့ရှိပါတယ်မိတ်ဆွေများအနေနဲ့ break လိုက်ချင်တယ်ဆိုလို့ရှိရင်တော့1နှစ် break ကိုပဲအဓိကဦးစားပေးပြီးတော့လိုက်ပါအဲကြောင့်ကျွန်တော်ကတော့ဒီ8316ကိုပဲအခြေခံပြီးတော့ဒါအောက်ကွက်အနေနဲ့ဆိုလို့ရှိရင်တော့8439ပေါ့နော်1065ဒါကအောက်ကွက်ဖြစ်သွားမယ်အရန်ကွက်ဆိုလို့ရှိရင်တော့116683ပေါ့နော်ဒါကအရန်ကွက်ဖြစ်သွားမယ်တင်ကွက်ဆိုလို့ရှိရင်တော့ကျွန်တော်က4-9ချင်းကိုကြိုက်တဲ့အတွက်ဒါ84နဲ့39နဲ့ကိုဒါကျွန်တော်တို့တင်ကွက်ထဲမှာရွေထားပေးပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့ဒါအကြိုက်တူရင်တော့အခုယူထားပေးတဲ့ကွက်လေးတွေကိုတော့ကစားတင်ပါတယ်ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကတော့အမြဲတမ်းလည်းမမှန်နိုင်ဘူးအမြဲတမ်းလည်းမမှားနိုင်ဘူးအဲဒါကြောင့်မိတ်ဆွေများအနေနဲ့ထိန်းစောပါလို့ပဲအဓိကထားပြီးတော့အကြံပြုချင်ပါတယ်ကျွန်တော်အခုယူထားပေးတဲ့ကွက်လေးတွေကိုတော့မိတ်ဆွေများဒါအကြိုက်တူမှကစားပါဗျာနော်ဒီတစ်ပတ်အတွက်ကတော့ကျွန်တော်ဒီမှာပတ်တီတစ်လုံးရဲ့မွေးခွက်4ခွက်ရဲ့ရှိပါသေးတယ်မိတ်ဆွေများအနေနဲ့ပတ်တီတစ်လုံးနဲ့မွေးခွက်4ခွက်ကိုဗုဒ္ဓဟူးနေ့ညနေလောက်ဒါကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါ0939593656ရဲ့ Viber Telegram မှာလာ hi ပေးပါကျွန်တော် post လေးလည်းတင်ထားပါတယ်ဗျာနော် hi ရမယ် Viber Telegram ဖုန်းနံပါတ်လေးကိုနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်ညနေမှာအားလုံးပဲပေါက်ကြပါစေဗျ